အခုနောက်ဆုံးတစ်ခန်းအနေနဲ့ဒီ room type တွေထဲမှာ square feet အကျယ်ဆုံးခန်းကိုသွားပြီးတော့လေ့လာမှာဖြစ်တယ်။သူက unit I လေးဖြစ်ပါတယ်။ square feet ကတော့1356 square feet ရှိတယ်။ဆိုတော့ဘယ်လိုပုံစံတွေဖွဲ့စည်းထားမလဲပေါ့။ဟိုဆိုတော့သူကလေဝင်ချင်းမှာထုံးစံအတိုင်းတို့intercom system လေးတွေပါမယ်မီတာတွေ main တွေအတွက်ကိုသေချာလေးလုပ်ပေးထားတယ်ဒီခန်းကကြတော့ဒါက store room လေးတစ်ခုဖွဲ့စည်းပေးထားတာเนาะဒီမှာလဲ store room သေးလေးပါမယ်ဒါကကြတော့ဒါက common bathroom လေး common bathroom လဲတော်တော်လေးကျယ်တယ်ဒီမှာလေတစ်ခုကောင်းတာသိလားဒီလို bedroom တွေပေါ့เนาะbathroom နဲ့အကုန်လုံးမှာလေတချို့လိုကြွေပြားကို6ပေလို့ဘာလို့မဟုတ်ဘဲနဲ့ကြွေပြားအပြည့်ကပ်ပေးထားတကယ်ကိုမှ luxury vibe ဖြစ်တယ်ဒါကကြတော့ဒါက open kitchen လေးလုပ်ပေးထားတယ်ပြီးရင်လေသူ့မှာလေတခုပေါ့နော်သတိထားမိနေတာပေါ့နော်ဘာလဲဆိုတော့တချို့ကဒီ open kitchen လေးလုပ်ပေးထားတယ်ဆိုလို့ရှိရင် Asian မနေဆိုရင်တော့အရေးကြီးတယ်ပေါ့နော်ဘာလဲဆိုတော့ကိုယ့်ရဲ့ဒီတန်ရှင်းရေးတွေပါလုပ်ဖို့တွေပါရဆလေဒီမှာလေသူကဒီ kitchen area တွေမှာပါ drink box ကလေးတွေကဆစီစဉ်ပေးထားဆိုတော့ကိုသာတကယ်နေခဲ့မယ်ဆိုရင်အတွေးနဲ့ तू ကစီစဉ်ပေးထားတာเนาะအဲ့ဒီဟာလေးတစ်ခုတော့အတော်လေးသဘောကျတယ်ထုံးစံအတိုင်းဟန်တို့ရဲ့အမဲ့ပုံစံတွေထဲမှာတော့ဒီဟာလေးတွေအကုန်လုံးပါမယ်ပေါ့เนาะဟုတ်ပြင်စင်လည်းမစိုးဘူးเนาะကြည့်တယ်ပြီးရင်ဒီမှာနှစ်ခန်း which one this one ဒီခန်းလေးကပါလဲဆိုတော့ okay ဒါကကြတော့ရိုးရိုးစင်ကယ်ခန်းလေး brown color လေးတဲ့မသိဘူးဒီတဲ့ဟိုဒီအခန်းတွေလဲကြည့်နေတဲ့အချိန်မှာလေ color themes လေးတွေကိုအရန်သတိထားမိနေရပေါ့နော်ဆိုတော့သူ့မှာ dressing သူ့ရဲ့ဓာတ်လေးလည်းမစိုးเนาะဘာလို့ဆိုတော့သူကလေသူ့ရဲ့ space လေးမှာဟိုကျင်းသွားတယ်လို့လည်းမဖြစ်အောင်ဒါ single room ပုံစံတိုင်းလေးတေချာလေးဖွဲ့ပေးထားတယ်ဒီလိုဆွဲဖွင့်လိုက်တယ်ဆိုရင်တော့မှကျင်းနေကိုဆိုတော့ဒီလိုပုံစံလေး slide door လေးနဲ့လုပ်ပေးထားတယ်เนาะတကားလေးလည်းတေချာလေးသုံးတယ်သူ့မှာအပေါ်မှာ aircon လေးပါမယ်စီလင် height ကတော့လေအခန်းတိုင်းမှာအကုန်စီလင် height မြင့်တာတကယ်မိုက်တယ်အဲ့ဒါလေးနော်ပြီးတော့သူ့ရဲ့အပေါ်ကစီလင်သုံးထားတာလေးကလေ simple is the best ပဲတကယ်ကိုမှ simple လေးသုံးပေးထားတယ်ဒါပေမဲ့တကယ်ကိုကြည့်ကောင်းတယ်ဒါက next room လေးပါဒါနဲ့ဆိုရင်နှစ်ခန်းရှိသွားပြီနော်သူလည်းမစိုးကျဲတယ်သူလည်း single room လေးပဲသူ့မှာ wardrobe လေးပါမယ်ဒီမှာတော့မှန်တင်ကုန်ဒါကတော့ main ကလေးနေဖို့နဲ့တူတယ်ဒီမှာမှန်တင်ကုန်ကြီးပါတယ်နောက်တစ်ခန်းသွားကြမယ်ဆိုရင်ဒီနေရာမှာဆိုရင်တကယ်တော့လေဘားကောင်းတာလေးထားလို့ကောင်းတယ်သိလားဒီအခန်းကလေဝင်လိုက်တာနဲ့ vibe တစ်ခုရတယ်ဘာလဲဆိုရင်ဟိုပေါ့ကွန်ဒိုမှာနေရတယ်ဆိုတာမဟုတ်ဘဲနဲ့လေလုံချင်းအိမ်လေးရဲ့ပုံစံလေးကိုဒီမှာခံစားရစီတယ်လုံချင်းအိမ် vibe လေးဒါ living room ဖြစ်တယ်ဒီမှာဆိုရင်ဒါTV ဆိုလဲတော်တော်အကြီးယူရမယ် TV area လေးเนาะပြီးအဲ့နေရာမှာစတီကုံလေးထားမယ်ဟုတ်ဆိုတော့ဒါကမာစတာခန်းလေးဖြစ်မယ်ရှင်အိုးမာစတာခန်းလေးရဲ့ themes လေးတအားလာတာပဲကြည့်အောင်မာစတာခန်းတော်တော်ကျယ်တယ်သူကဝင်ချင်းမှာဒါဆိုရင် dressing area လေးထားလို့ရတယ်ဒီဘက်အချမ်းကကြတော့ဒါကတော့မှန်တင်ခုံလေးဒီကနေမြင်ရတဲ့ view လေးလည်းတကယ်ကောင်းတကယ်ဆိုရင်သူကဟိုဒီမှာတုံးထားတဲ့ glass တွေမှာလေဒီတိုင်းပိတ်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အထဲထဲကအပြင်ကအတန်တွေလည်းမကြားရအောင်ဒီလိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်တော့သဘာဝရဲ့အတန်လေးတွေကိုအမြဲတမ်းကြားရတယ်ဒီဘက်ချမ်းကိုတော့ဟာနေပို့ပြီး prefer လေးဖြစ်တယ်တော်တော်ကြိုက်တယ်ဒီဘက်က view လေးတော်တော်လေးလာတာမာစာခန်းထဲမှာခြင်းကို view ကောင်းလေးနဲ့ကိုယ့်ရဲ့တနေ့တာကိုအစပြုရမှာဒါက master bedroom ရဲ့ဟိုပါလေး master bedroom ရဲ့ bedroom လေးပေါ့နော်သူ့မှာဘွိုင်းလာတွေရော water heater တွေရောအကုန်လုံးပါမယ်ဆိုတော့လေဒီပိုင်ရှင်အနေနဲ့ကလေအိမ်ပိုင်ရှင်အနေနဲ့ကအများကြီးအောင်ယူလာကြမလို့ကိုယ့်ရဲ့ furniture လေးတွေပဲလိုမယ်ကျန်တာတွေကအကုန်လုံးဒီမှာလိုအပ်မဲ့တော်တော်များများ facility ရှိတယ်လို့ပြောလို့ရတယ်ဒီမှာဒီဝရဏကတော့တကယ်ကိုမှလေဟိုပကြီးကားလေးကြည့်နေရတယ်လို့ပဲဒ
ဒီဘက်အလှဲ့လေးရလေတော်တော်လေးအလှဲ့ကောင်းတယ်ပေါ့နော်ဟိုဘက်ကကျတော့မြင်ရတဲ့ view လေးတွေကောင်းတယ်ပြီးလို့ရှိရင်လမ်းမတန်းအောင်မျက်နှာမဟုတ်ဒီဘက်ကတော့တကယ်ကိုမှအေးချမ်းလေးနေချင်တယ်မိသားစုစုစီးလေးနေသိလားအဲ့လိုနေချင်တဲ့သူမျိုးဆိုရင်ဒီဘက်ချမ်းလေးကို honey recommend ပေးပါတယ်အခုဆိုရင် honey နဲ့အတူတူ ERC luxury condo ရဲ့ limited အခန်းတွေကို details လိုက်ကြည့်ပြီးသွားပြီဆိုတော့လူကြီးမင်းတို့စိုက်နေတတ်တဲ့အခန်းလေးတွေလည်းရှိမယ်လို့ညွှန်လင့်ပါတယ်ဆိုတော့ဒီ ERC luxury condo မှာအခုလိုတွားရလာလဲကူတဲ့ facility လည်းအစုံနဲ့ပါတယ်ဒီ ERC luxury condo မှာ limited အခန်းက၄ခန်းပဲရှိပါတော့မယ်ဆိုတော့ဒီအခန်းလေးတွေကိုလက်ဦးမှုရယူဖို့ဆိုလို့ရှိရင်3998552299တဲ့88552299တို့ကိုအများဆုံးဆက်သွယ်ပြီးတော့ appointment ရိုက်ယူလိုက်ပါအချိန်ပေးတဲ့သူတယောက်ချင်းစီကိုအကျေးဇူးများကြီးတင်ပါတယ်ရှင်